ကျွန်တော်လည်းဒီမှာ brain wash နဲ့ကျွန်တော်တယောက်တည်းဖြစ်နေရအပြေးပြပဲမှာခိုင်နိုဝါဝင်ပြိုင်မယ်ဆိုပုံမိုက်သွားပြီကွာဟုတ်တယ်ကိုစမဲကျွန်တော်လည်းဒီပြိုင်ပွဲဝင်ပြိုင်မလို့ဗျမိုက်တယ်ဗျဒါဆိုရင်ကျွန်တော်နဲ့ခိုင်တိုနဲ့ပြီးတော့ brain wash နဲ့အပြေးပြိုင်ပွဲစတင်လိုက်ကြပါဗောအားလုံးပဲ ready ဖြစ်ပြီဆိုရင် brain wash ပြေးပြန်ဝင်စတင်လိုက်ပါပြီဟာစပြီလားဟာဟဲ့ပြေးကုန်ပြီဟာနေပါဦးမြေငါနောက်မှကြံခဲ့ပြီဟာအကုန်လုံးကတက်ကြည့်ပြေးနေရရေးထုံထုံစားဟူအောင်ဒီနာခိုင်တိုဟာထွာလေးကိုထွာတော့နောက်ချနေရကွာအဲ့ချော်လေးရောက်ဟာခိုင်တိုလဲချော်လေးထုံထုံစားဝဲချော်လေးရောက်ရေးငါချော်သွားပြီပြေး Oh my god ထုံထုံစားဟူကတစ်ခရောက်ရေးနံပါတ်1ကဘေးနားမှာလိုက်လာတယ်ခိုင်တိုရဲ့နောက်ကနေလိုက်လာတယ်ရောက်ဒုက္ခပဲပြေး3ဘက်ကွာ3ဘက်ရောက်ပြီပထမ round 1မှာခိုင်တို first ရသွားရဲ့ကွာညုံအမောင်းခိုင်တိုကြော်မရမယ်နော်ဟိုဘေးနာထုံဆောင်ဟူရတယ်ရှယ်ပြေးနေရဲ့ဟာဒုက္ခပဲထွာလေးကိုထွာလာပဲဘာပြတ်ချင်ခဲ့ပြီလေအောင်မသိရောက်ပြေးခါဒုက္ခပဲရောက်ငါ့ကိုသွားအနောက်မှာရောက်ငါဖိတ်ချီရောမဟုတ်ပါဘူးကွာထွာလေးကိုထွာလာကြံနေရဲ့ခိုင်တိုကအရှိကနေသွားနေခုကပဲရောက်ခုနလည်း तू first ရတာနော်ရောက်ပြီထုံဆောင်ဟူround 2စပ်ပြေးမှရမယ်ပြေးရောက်ပြီသူအမောဖြေနေရတယ်ရောက်ပြီငါအမောမဖြေပဲအရှိဆုံးကရောက်နေပြီကွာရောက်ပြီပြေးတခါအရှိဆုံးကနေဥဆောင်နေပြေးကအဆင်ပြေ Oh my god ရောက်ပြီ round 1မှာကခိုင်တို round 2မှာကထုံစားဟူပါဒီ round 3မှာငါနိုင်မရမယ်ကွာ round 3မှာမနိုင်တော့ငါ့ကိုတိုင်ပတ်ပြီဒီပွဲကထွက်ရအောင်ပါကွာအေးစိတ်ပါဟေးပန်းဝင်ပြီကွာဟာကွာငါခြေထောက်4ယောက်နဲ့အဲကြော်တိုင်းစီးပြီးတော့ဝင်ပြိုင်တာအောင်ပါကွာငါဖိတ်ချီရပြီးတော့ပြိုင်ပွဲကထွက်ရပြီကွာဟာဒုက္ခပါပဲကွာငါက round 2မှာနိုင်တော့ရဆိုပေမဲ့စမတ်နဲ့ခိုင်တို့ကလည်း round 1နဲ့3မှာသူကနိုင်ထားတယ်ငါ့အမှတ်တူနေပြီထင်တယ်ဘာမှစိတ်မကောင်းဖြစ်ပါနဲ့ဗျာအဲချော်တိုင်စီးပြီးတော့6တောက်4ချောင်းနဲ့ဝင်ပြိုင်လေနိုင်တဲ့လူကနိုင်ပါပဲရှုံးတဲ့လူကရှုံးပါပဲဗျာအခုဆိုရင်ထုံစာဟူဝါကြီးက round 2မှာနိုင်တော့နော်ပြီးတော့ခိုင်တိုကလည်း round 1မှာနိုင်တာဆိုအမှတ်ကတူနေပြီအိုင်တို့ဘရိုနဲ့ကျွန်တော်နဲ့အမှတ်ကတူနေပြီဗျာကျွန်တော်တို့နှစ်ယောက်ကအမှတ်တူနေတော့နောက်တစ်ပွဲထပ်ပြန်ကြတာပေါ့ဗျာဟုတ်တယ်ဗျာအမှတ်ကလာတူနေရဆိုပြိုင်ပွဲချန်ပီယံဘယ်သူလဲဆိုတာကိုသိရအောင်လို့နောက်တစ်ပွဲတော့ထပ်ပြိုင်မှနဲ့တူပဲနော်ဟာဟိုတော့မဘာကြီးရောဗျာ